မက်ခင်ပြိုယူစနာမက်ခင်ပြိုလွမ်းလိုက်တာမက်ခင်ပြိုရဲ့အောင်မျက်နှာတွေကြီးမျက်နှာတွေကြော်ကြားတာတွေအခုနေကျုံပေးမှာလေပြေတပြူးပြူးရှိနေမှာပေါ့ဘယ်တစ်ပင်စိမ့်မုံနဲ့မှမတူတဲ့ထနှောင်းပင်ဖြူဖြူတွေရဲ့အရေးစင်စင်းမှာမက်ခင်ပြိုကျွန်တော်လက်ကိုရေးရဲတွဲပါချစ်တယ်ဆိုတာလက်ချင်းတွဲပြီးရွေချက်မရှိပဲလက်လျှောက်ခြင်းတစ်မျိုးလို့ကြားဘူးတယ်ကြည်စံမက်ခင်ပြိုခေါ်လိုက်ကွေးလိုက်ညှို့လိုက်လှုပ်ရှားလိုက်တာနဲ့လောကကိုအသက်ရှူတက္ကနာရက်သွားစေနိုင်တဲ့လက်ချောင်းဖြူတွတွလေးတွေဒီလက်ချောင်းကလေးတွေလှုပ်ရှားရင်ကွေးညှို့ကော့ပြန်တဲ့လက်နဲ့ဆက်လိုက်တဲ့ကြပြားတွေကိုကျွန်တော်မျက်လုံးထဲမှာတင်ထားတယ်တိလားအောင်ပင်လေတာတရုံးမှာရွှေမိုးတွေညှို့ပြီးမက်ခင်ပြိုမိုးရမယ်မထင်မိလို့တပတ်ကလေးမပါပေမဲ့ကျွန်တော်ရင်ခွင်မှာမိုးခိုလို့ရပါတယ်မိုးတွေတဲလိုက်တာမိုးရွာတဲ့နေကိုသတိရလိုက်တာစုချရန်ရွဲတဲ့လက်ဖက်ရည်ဆိုင်ကလေးရဲ့တစမိတ်စွန်မှာနေအောင်ကြီးကလေးတဆက်ဆက်လက်နေတယ်မိုးဆက်မှုပွင့်ဒလကာကိုဖြတ်လာတဲ့နေအောင်ကြီးဟာမက်ခင်ပြိုပြုံးတာနဲ့တိတ်ထူတာပဲကျွန်တော်အနာမှာတစ္ဆာမဲ့တွေဝိုင်းဝိုင်းလည်နေလိုက်ကြတာဘာဆိုင်တာမလို့မက်ခင်ပြိုကတော့ပြောလိုက်မယ်အဲ့ဒီအခါမှာမက်ခင်ပြိုသတိရတယ်ဘာမှတော့မဆိုင်ဘူးလေဒါပေမဲ့ကျွန်တော်ကြိုက်ဆုံးတွေကရှင်ဦးဓမ္မချော်ရဲ့စောကြီးရဲ့ဇေယရဲ့ပကြီးအောင်စိုးနဲ့ခင်မောင်ရင်ရဲ့စိန်ပေတာရဲ့လွတ်လပ်ခွင့်ရဲ့ပရောက်ပန်းရဲ့လက်ဖက်ရည်ချိုပေါ်ကြရဲ့ခေပေါ်ဂီတာရဲ့မက်ခင်ပြိုရဲ့ညတော့အများသာမကြိုက်ဆုံးရာတွေကဟိတ်ဟန်ကြီးတာရဲ့ဝတ်သားပေါက်စီရဲ့တင်မော်တီအစီရဲ့တတိယတန်းစာဝေဖန်ရေးဆရာရဲ့ကုန်းချောကုန်းတိုက်တာရဲ့မနာလိုမှုရဲ့ဒဇင်ပန်းရဲ့တံပေါက်ထမင်းရဲ့အနီရောင်ရဲ့နေကမျက်မှန်ရဲ့စိတ်ရွှေရတနာရဲ့ကြိုက်တာမကြိုက်တာတွေပြောမိတာပြောရတာပါတကယ်တမ်းကျတော့လေဘာမှမဟုတ်ပါဘူးကိုဘာမှမဟုတ်ဘူးဆိုတာမသိလိုက်ခင်မှာဘဝနှီးကုံချုပ်သွားတာပါပဲဘဝဆိုတာနေဖို့လားနေဖို့ထိုင်ဖို့ပြင်ဆင်နေလိုက်ကြတာသူတို့တွေရဲ့မဟုတ်တဲ့အလုပ်တွေကိုကဘာပြင်မဲ့ထွက်ပြီးခက်ခက်ကွာကြည့်မှမြင်ရတာမဟုတ်ပါဘူးတဲ့ဒီတစ်ပင်အောက်ကကြည့်ရင်လဲတကယ်လို့ကြည့်တဲ့ရင်ပေါ့လေမြင်ရပါတယ်တဲ့တယောက်ယောက်ကကျွန်တော်ပြောဘူးတယ်ပြောပြီးတော့သူလဲနေစရာပြင်အောင်မယ်ဆိုပြီးထွက်သွားပါလေရောရေတော့အေးရတာပဲဘဝဆိုတာစကလေးကမှားလာတာလားဆိုတဲ့အကြောင်းရန်ပေါ်ဆက်ကိုဖတ်ဖို့မလိုပါဘူးအစကလေးကတည်တယ်လို့ကျွန်တော်တော့ထင်တာပဲဒါပေမဲ့ဖတ်တော့ဖတ်ကြည့်ပါတယ် fashion ပေါ့လေကြိုချလာတဲ့သူ့ရဲ့ trilogy ဝတ္ထုကြီး၃ခုဖတ်တယ်ကြိုက်ပါဦးဗျာနောက်ဆုံးစာကြောင်းကလေးကတော့တဘောကြတယ်လို့ရှိရဲ့နှက်ပြန်ဆိုရင်အနက်ရောက်ငှက်များလာကြတော့မီးတဲ့